welcome back အင်တာလိုက်ပိုင်ကေကေကနေပြန်လဲကြွဆိုပါတယ်ဒီနေ့တော့နေတဲ့အိမ်တော့ပြန်ရောက်ပြီပေါ့နော်ဘေးရအတန်တွေကိုတော့နည်းနည်းသိခံပေးပေါ့နော်ပြန်ရောက်ပြီဆိုတော့ဒီနေ့ကြည့်ပြီးပြီပေါ့နော်ဒီနေ့ဒီဗီဒီယိုကိုတွေ့တဲ့လူတွေရဲ့နောက်တပတ်အတွင်းကြုံလာမယ့်အရာပေါ့နော်ကြုံလာမယ့်အရာတွေကဘာတွေဖြစ်မလဲကြည့်ပါမယ်တပတ်အတွင်းဘာတွေကြုံဖို့ရှိလဲKing of Cup အချစ်ရေးမှာ stable ဖြစ်နေတယ်အချစ်ရေးလူမှုရေးစီးပွားရေးမှာ stable ဖြစ်နေတယ်တည်တည်ငြိမ်ငြိမ်ဖြစ်နေတယ်ပေါ့နော်ဟိုတလောကရှုပ်ခဲ့တဲ့အရာတွေလည်းဒီဘက်9ရက်အတွင်းမှာဆိုလို့ရှိရင်ပြန်ပြီးတော့တည်ငြိမ်လာတာမျိုးတွေရှိရယ်ဒီဘက်အတွင်းဖြစ်ပြီးရပါတော့ထက်ဘာတွေဖြစ်လာမလဲဒီကက်ကတော့ပြလို့မရဘူးပေါ့နော်ဒီကက်ကပြလို့မရပါဘူးကိုကိုလူကြီးပေါ့နော်အသက်ကြီးတဲ့ထဲကကိုမနာလိုတဲ့လူမျိုးလေးရှိတတ်တယ်ပြီးတော့ချစ်သူနှုတ်ကြားမှာဆိုလို့ရှိရင်လေတတိယလူဝင်နာမျိုးလေးကြုံတတ်တယ်ပေါ့နော်ဒီဟာကတော့အောက်ပိုင်းကတော့ပြလို့မရဘူးပေါ့နော်ခဏနေတစ်တော့ဘန်လိုက်မှကြောက်လို့ဒီဘက်အတွင်းကြုံဖို့ရှိတယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးသိရတယ်ဆိုတော့လည်းမကြောက်နဲ့ပေါ့နော်အဓိကကတော့ဒီလိုမျိုးသိရပြီဆိုလို့ရှင်ဘာတွေရှောင်ရမလဲပေါ့နော်ဟုတ်ပြီတကယ်လို့လူများတွေရဲ့ကြိုးကန်ချဲလဲခြင်းကိုခံရမယ်ဆိုလို့ရှင်လည်းအဲ့လိုမခံရအောင်ကိုယ့်ဘက်ကရှောင်တာမျိုးပေါ့နော်ဒီလိုမျိုးလုပ်လို့ရပါတယ်အရင်ကြောက်စရာမလိုဘူးပေါ့နော်ကြိုတင်သိတော့ကြိုတင်ရှောင်လို့ရတာပေါ့ငွေကြီးမှာဆိုလို့ရှင်လည်းကိုကြိုးစားရင်ကြိုးစားတဲ့လောက်တိတ်မဖြစ်ဘူးပေါ့နော်ထားလိုက်ပါတော့ကိုကထားလိုက်ပါတရားဝှချိုးစားပြီးမယ်80လောက်ပဲရတာမျိုးလေးတွေဒါမှမဟုတ်လို့ရှိရင်လည်းအချွေးတွေဆိုလို့ရှိရင်လည်းနည်းနည်းလေးတောင်းရခတ်နေတာမျိုးလေးရှိတတ်တယ်ပေါ့နော်အဲဆိုတော့ဒါလေးဒီတလောဆိုအချွေးမပြီးနဲ့လို့ပြောရမှာပေါ့နော်တချို့ဆိုလို့ရှိရင်လည်းလမ်းလွဲနေရမျိုးပေါ့ထားလိုက်ပါတော့ကိုကဒီတစ်ခုလုံးမယ်ဆိုသူများလောက်သွားတာမျိုးလေးကြုံတတ်တယ်ပေါ့နော်သူကကတ်တရားတော့ဆက်ဆက်နေရပေါ့နော် share diverge ကကြားထားတယ်ဆိုတော့အဲ့ diverge နဲ့လည်းသူချိတ်ဆက်နေတယ်ပေါ့နော်ကိုမနာလိုတဲ့လူရှိတယ်လူမှုရေးမှာဆိုလို့ရှိရင်မနာလိုတဲ့လူရှိတယ်ပေါ့နော်အခြေရေးမှာဆိုလို့ရှိရင်တော့တတိယလူပေါ်တက်တယ်ပေါ့နော်ဒီလိုမျိုးလေးတွေချိတ်ဆက်လို့ရတာပေါ့နော်အဲ့ဒါနဲ့အခုခုနကြားတဲ့ကန်နဲ့ဆိုလို့ရှိရင်သွားပြီးချိန်နေတယ်ပေါ့နော်ဟုတ်တယ်လေတယောက်ကနောက်ဆက်နေကိုဝင်ကိုရတင်တဲ့တော့မရတာမျိုးလေးဖြစ်တတ်တယ်ပေါ့နော်temperance ဒါတွေကြုံလာရင်လည်းမကြောက်နဲ့ပေါ့နော်တင်ကိုနှက်ဖျားတယောက်ကဆောင်းလျှောက်တာမျိုးလေးလည်းရှိတတ်တယ်ရလာတဲ့ငွေကြေးတွေပေါ်မှာကောင်းကောင်းမွန်မွန်တာအသုံးပြုမယ်ဆိုလို့ရှိရင်ငွေတွေကဝင်မယ်ပေါ့နော်ကိုကထားလိုက်ပါတော့ရလာတာ100ရလာတယ်ဆိုကိုက30လူတာမျိုးလေးတွေအဲ့လိုမျိုးတွေလုပ်လို့ရှိရင်တော့ဒါလေးတွေကြော်လာနိုင်တယ်ပေါ့နော် temperance ခက်လေးကြပါတယ်မိချက်ကကြတယ်ပေါ့နော်ဟုတ်ပြီဒါနောက်ဆုံးတစ်ချက်ကြည့်ပေးမယ်ပေါ့နော်ပြီးခြုံငုံပြီးပြောပြမယ်Hierophant လည်းကတ်ကောင်းနေပေါ့နော်အဲ့တော့ရှေ့ကကျွန်မပြောခဲ့တဲ့အရာလေးတွေကိုရှောင်လိုက်မယ်ဆိုလို့ရှိရင်နောက်ပိုင်းနေတော်ကောင်းမယ်ဒီ9ရက်ကျော်ပြီးလို့ရှိရင်ဒီမှာလဲ5ပေါ့နော်ဒီလိုမျိုးကျွန်မပြောတဲ့9ရက်ကျော်ပြီးပြီဆိုလို့ရှိရင်တင်နာကိုရောက်လာတဲ့လူတွေကလူကောင်းဖြစ်နိုင်ပါတယ်ဒါကြောင့်မလို့အရင်လည်းစိတ်တကြဆရာမလို့ပေါ့နော်ကိုတငယ်ချင်းတွေအပေါင်းအသင်းတွေကလည်းကိုအကြံဉာဏ်ပေးရင်လည်းလက်ခံလို့ရတယ်ပေါ့နော်ဒီလိုမျိုးလေးပြောပါတယ်ကဲဒါတော့ overall ပြောပြတာပေါ့နော်ကျမကြီးနဲ့ပတ်သက်လို့ရှိရင်တော့အေးလာပြီပေါ့နော်အနှွေးထဲလေးပါလေးကိုဝတ်ပါခေါင်းကိုက်တာမျိုးလေးရှိတတ်တယ်နောက်ပြီးတော့အိပ်ရင်းမွားတာမျိုးလေးတွေလည်းရှိတတ်တယ်ပြီးတော့ကိုတယောက်ကစောင့်ကြည့်နေတဲ့မျိုးလေးတွေလည်းမြင်ရတယ်ပေါ့နော်ဒါဆိုလို့ရှိရင်တော့ဖျားတရားများလုပ်ပါငွေကြီးကန်လည်းကောင်းပါတယ်ဟုတ်ကဲ့ဒါကတော့ inner light ပိုင်းကေကေရဖြစ်ပါတယ်ရုပ်ကိုပြချင်လို့တော့မဟုတ်ဘူးပေါ့နော်အဓိကကျွန်မမှာကင်မရာထားတဲ့ stand လေးက3-4ခုရှိပြီးဝယ်တာအဆင်မပြေဘူးပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ကက်ကိုခင်းလိုက်တယ်ယူရဲဆိုလို့ရှိရင်ကြည့်ရတာအဆင်မပြေဘူးပေါ့နော်ဒါကြောင့်မလို့ဒီလိုမျိုးလေးရိုက်ရတာပါအဆင်ပြေလားတော့မသိဘူးเนาะအဆင်မပြေဘူးဆိုလို့ရှိရင်လည်းဒီဗီဒီယိုလေးကိုကြော်သွားပြပါရှင်ဟုတ်ကဲ့အားလုံးပဲကျန်းမာချမ်းသာလို့ရဆန္ဒပြပါစေကောင်းသောသူများနဲ့တွေ့ဆုံနိုင်ကြပါစေရှင်ဒါကတော့ inner light ပိုင်း KK ဒါတော့ channel လေးရဖြစ်ပါတယ်